လာပါခင်ဗျာကျွန်တော်တို့ Crown TV page ကနေအပတ်စီစီစဉ်တင်ဆက်နေကြသင်ကောင်းမှာတရဖူစောင်းနိုင်မှုဆိုတဲ့အစီအစဉ်လေးစီစဉ်တင်ဆက်ဖို့အချိန်ကြာလာပြန်ပါပြီကျွန်တော်ကတော့စာရေးဆရာလင်းတိုင်းကျော်မြန်မာမြေပါဒီစီစဉ်လေးဟာကျွန်တော်အနေနဲ့တရဖူမဂ္ဂဇင်းမှာလာစဉ်အခန်းဆက်စောင်းပါအနေနဲ့စီစဉ်တင်ဆက်ခဲ့တဲ့အစီအစဉ်လေးဖြစ်ပြီးတော့အခုကျွန်တော်တို့ Crown TV page မှာတော့ဒါ print version နဲ့စီစဉ်တင်ဆက်တဲ့အစီအစဉ်လေးဖြစ်ပါတယ်ဒီဘက်အစီအစဉ်မှာတော့ကျွန်တော်တို့လူချင်းမင်းတို့ကိုသတင်းကောင်းလေးတစ်ခုပါကျင်တာကတော့ဒါမကြမီမှာကျွန်တော်ရဲ့စာအုပ်အသစ်32အုပ်မြောက်စာအုပ်လေးထွက်ပါမယ်အဲ့ဒါလေးကိုလည်းအားပေးဖို့အတွက်တိုက်တွန်းလိုပါတယ်စာအုပ်လေးရဲ့နာမည်ကတော့နဝရက်9ပါဘဝအောင်မြင်နည်းနာများဖြစ်ပါတယ်ထုံးစံအတိုင်းကျွန်တော်ဇန်နဝါရီလထဲမှာCity Match မှာကျွန်တော် book launch လုပ်ပါမယ်လောလောဆယ်ကျွန်တော်စီစဉ်ထားတာတော့မုံရွာပရိသတ်တွေအတွက်လည်းလုပ်ပေးမယ်ကျွန်တော်တို့ Mandalay အတွက်ဒါ Ocean စီမှာကျွန်တော်လုပ်ဖို့ရှိပါတယ်အဲ့တော့ဒီနေ့အကြောင်းအရာလေးကိုကျွန်တော်ဆက်ပြီးမျှဝေလိုတာကတော့ပြီးခဲ့တဲ့အပတ်ကကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ဘဝအောင်မြင်အတွက် short term pain လို့ခေါ်တဲ့ကာလတူနာကျင်မှုလေးတွေကိုကျော်လွှားနိုင်မှုအတွက်အရေးကြီးတဲ့ will power ဆိုတဲ့စိတ်ထားစွမ်းအင်နဲ့အခု discipline လို့ခေါ်တဲ့စီမင်းစည်းကမ်းတွေကိုဆွေးနွေးလိုပါတယ်ဒီဘက်မှာဆွေးနွေးလိုတာကတော့ discipline ဖြစ်ပါတယ်လူချင်းမင်းတို့ခင်ဗျာလူချင်းမင်းတို့ရဲ့ third value ကိုတန်ဖိုးထားမှုမိမိရဲ့တန်ဖိုးထားမှုတွေမိမိရဲ့ဘဝရဲ့စီမင်းစည်းကမ်းတွေဟာလူချင်းမင်းရဲ့ခေါင်းမှာတရဖူစောင်းနိုင်မှုအတွက်အလွန်အရေးကြီးပါတယ်ဘဝဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးအတွက်ရွှေအောင်စိမ့်မြင့်တစ်ရက်ကတော့ကျွန်တော်တို့ရဲ့တန်ဖိုးထားမှုတွေနဲ့အခြားသူတွေရဲ့တန်ဖိုးထားမှုတွေကိုဘယ်တော့မှအကဲဖြတ်လို့မရပါဘူးလောကမှာစိတ်မချမ်းမသာဖြစ်နေတဲ့သူတော်တော်များများကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင်သူတို့ကဘာလဲဆိုတော့သူတို့ရဲ့တန်ဖိုးထားမှုတွေနဲ့တခြားသူတို့လိုက်အကဲဖြတ်ဟဲဟိုမကြီးစမ်းမထော်မနိုင်ဝတ်ထားတာသူ့မှာသူဝတ်ခွင့်ရှိတယ်ကျွန်တော်တို့ကလူဖွဲ့စည်းကိုအတိုင်းအတာတစ်ခုထိမထိခိုက်ရင်သူ့မှာသူ့ရဲ့လွတ်လပ်ခွင့်ရှိတယ်အဲကျွန်တော်တန်ဖိုးထားတဲ့အရာတစ်ခုကို तू ကတန်ဖိုးမထားတိုင်း तू ကတန်ဖိုးမရှိတဲ့သူဖြစ်သွားတာမဟုတ်လူတိုင်းမှာသူ့တန်ဖိုးနဲ့သူရှိတယ်ဒါကြောင့်ကျွန်တော်တို့ကဘဝဖွံ့ဖြိုးတိုးတက်အောင်မြင်လို့တဲ့လူတစ်ယောက်အနေနဲ့လူတွေရဲ့တန်ဖိုးထားမှုတွေနဲ့ခံယူချက်တွေကိုကျွန်တော်တို့ကအငြင်းမပွားဘူးလို့တယ်အားလုံးဟာလူသားတစ်ယောက်ဖြစ်တဲ့အတွက်ဒီမိုကရေစီအရလွတ်လပ်စွာတန်ဖိုးထားခွင့်ရှိတာကိုကျွန်တော်တို့လက်ခံလိုက်ရင်ကျွန်တော်တို့အနေနဲ့မိမိရဲ့တန်ဖိုးထားမှုတွေကိုဘဝဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးအတွက်အပြုသဘောအနေနဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်ဒီနေရာမှာအရေးကြီးဆုံးကတော့စီမင်းစည်းကမ်းတွေဖြစ်ပါတယ်ဘဝမှာကိုယ့်ရဲ့ life rules တွေကျွန်တော်တို့မှာရှိဖို့လိုပါတယ်ဒါကြောင့်လူချင်းမင်းဘဝမှာဖွံ့ဖြိုးတိုးတက်အောင်မြင်ခြင်းကာလတူအခက်အခဲလေးတွေကိုကြော်လွှားပြီးတော့ကာလရှည်အောင်မြင်မှုတွေကိုလိုချင်ရင်လူချင်းမင်းကဘယ်အခြေအနေမှာမဆိုသေလောက်အောင်ဖြစ်နေပါပါစေကိုယ့်ရဲ့ golden rule စီမင်းစည်းကမ်းတွေကိုမချိုးဖောက်ဖို့လိုအပ်ပါတယ်ဆိုပါစို့ကျွန်တော်ကလင်းတိုင်းမြန်မာမြေဆွဲကလောင်နာမည်နဲ့စာရေးကျွန်တော်ကစာရေးဆရာဖြစ်တယ်ကျွန်တော်ရေးတဲ့စာတွေက positive ကိုကျွန်တော်သွားပြီးရေးရတယ်ဘဝအောင်မြင်ရေးစာရေးဆရာဖြစ်တယ်ဒါကြောင့်ကျွန်တော်ကလောင်နဲ့ကျွန်တော်ရဲ့ golden rules ကကျွန်တော် negative ကိုဘယ်တော့မှရေးလို့မရဘူးဥပမာဆိုပါစို့ကျွန်တော်ဒီလူကိုမကျေနပ်ဘူးဆိုရင်အပြင်မှာထိုးရင်ထိုးလို့ရလင်းတိုင်းမြန်မာမြေဆွဲကလောင်နာမည်နဲ့ကျွန်တော်ကဒီလူမကောင်းဘူးဆိုတော့ကျွန်တော်ရေးလို့မရဘူးအဲ့ဒါကျွန်တော်ရဲ့ golden rules ဖြစ်တယ်လို့မလို့ဆိုရင်ကျွန်တော်ဒီလိုမကျင့်တတ်တာနဲ့ကျွန်တော်ကလောင်နဲ့မကောင်းရေးလိုက်မယ်ဆိုရင်ကျွန်တော်ရဲ့သူထိကြိုက်တာမထိကြိုက်တာခဏထားကျွန်တော်ရဲ့ဘာပြတ်သွားမလဲ value တန်ဖိုးပြတ်သွားတာဖြစ်တယ်လူတွေကကိုယ်တန်ဖိုးကိုသတ်မှတ်ပြီးရင်ကိုလုံးရမယ့်အလုပ်တွေကိုလုပ်ဖို့လိုတယ်လူတိုင်းကကိုလုပ်ကိုလုပ်ဖို့လိုတယ်ကျွန်တော်တို့ကတခြားသူတွေရဲ့အလုပ်တွေကိုသိစိတ်ဝင်စားတာပဲဒါပေမဲ့ကျွန်တော်တို့ဘဝမှာကိုယ်ကောင်းမှတရဖူစောင်းနိုင်မှုတော့ကိုယ့်ရဲ့တန်ဖိုးထားမှုကဘာလဲဒါကိုကျွန်တော်တို့သိဖို့လိုပါတယ်ဒိုင်ဂဝုကိုသွားမေးသူတန်ဖိုးထားဆိုတာကောက်တီးပဲကျွန်တော်တို့ကအဲ့လိုပဲရိုနယ်ဒိုသွားမေးသူတန်ဖိုးထားဆိုတာဘောလုံးပဲကျွန်တော်တို့စာရေးဆရာကျွန်တော်တန်ဖိုးထားဆိုတာစာအုပ်ပဲကျွန်တော်ဟောပြောသူတယောက်နဲ့ကျွန်တော်တန်ဖိုးထားဆိုတာ mic ပဲဟောပြောတဲ့အစင်ပဲအခုလာပြီစာပြောရသေးတာပြီပြောရမနေနိုင်ဘူးကျွန်တော်တို့ပို့ရမသိဘူးအဲ့ဆိုလိုတာကလူချင်းမင်းကစိုက်ကားနေနေတဲ့စိုက်ကားဆရာကြီးဆိုလူချင်းမင်းတန်ဖိုးထားဆိုတာဒီစိုက်ကားကြီးဖြစ်ရအဲ့လိုပဲလူချင်းမင်းကကွန်းရရောက်နေတဲ့ကွန်းရဆိုင်ကွန်းရပိုင်ရှင်ဆိုရင်မိမိရဲ့ကွန်းရဆိုင်ဟာမိမိတန်ဖိုးထားဆုံးအရာတစ်ခုဖြစ်ဖို့လိုပါတယ်လူတွေဟာကိုလုပ်တဲ့အလုပ်ကိုတန်ဖိုးထားမှာကိုလုပ်ကိုတန်ဖိုးထားပြီးချစ်ခင်ရမယ်ပြီးရင်ကျွန်တော်တို့ဗာလဲမြန်နိုးဖို့ကလည်းအလွန်အရေးကြီးပါတယ်ဒါကြောင့်မလို့ကျွန်တော်ခုနပြောတဲ့ဘဝရဲ့ရေတိုအခက်အခဲလေးတွေ short term pain တွေကိုကျွန်တော်တို့ရင်ဆိုင်မှုဆိုရင်ပြီးကြတဲ့ဘက်ကကျွန်တော်တို့ဆွေးနွေးခဲ့သလိုကျွန်တော်တို့မှာ well power လို့ခေါ်တဲ့စိတ်ထားစွမ်းအင်အလွန်အရေးကြီးပါတယ်ဒုတိယအချက်ကတော့မိမိရဲ့တန်ဖိုးထားမှုကဘာလဲမြည်သည့်အခြေအနေမျိုးမှာပဲဖြစ်နေပါစေမိမိရဲ့တန်ဖိုးထားမှုကိုမိမိကတစ္ဆာမဖောက်ဘဲနဲ့မိမိရဲ့စီမင်းစည်းကမ်းတွေအတိုင်းဆက်လက်ဆောင်ရွက်ဖို့ဟာအလွန်အရေးကြီးပါဒါကြောင့်လူချင်းမင်းတို့ဘဝမှာကာလတော်အခက်အခဲလေးတွေကြုံတွေ့လာတိုင်းစိတ်တက်ကိုမြင့်မြင့်မမထားပြီးတော့မှမိမိရဲ့တန်ဖိုးထားမှုတွေမိမိရဲ့စီမင်းစည်းကမ်းတွေနဲ့အညီပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းမယ်ဆိုရင် problem တွေကနေကျွန်တော်တို့ဟာ positive outcomes တွေအပြုသဘောဆောင်တဲ့ရလဒ်တွေရလာပြီးတော့မိမိကောင်းမှာတရဖူစောင်းလာနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့အားလုံးအတူတူအလုပ်လုပ်ကြမယ်ဆိုရင်ပြည်
င်စုသမ္မတမြန်မာနိုင်ငံတော်ဟာကမ္ဘာမှာအောင်မြင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာမှာဖြစ်ပါတယ် We must work together we must build our nation